အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ယူတော်မင်္ဂလာချမ်းမှာဆရာကြီးဟိတ်တင်စော်ရဲ့တပည့်ဆရာမခိုင်စုဟန်တာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျမအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကာလကံကြမ္မာစိုးကောင်းလေးတွေကိုတဲတော်နမိတ်ဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ဟောစတန်စီစဉ်လေးစတင်ခင်မှာကျမရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီးနှလုံးစိတ်ဝမ်းအေးချမ်းပါစေကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝပါစေသူပင်တော့ကတွေကင်းဝေးပါစေလို့ဥစွာပထမဆုတောင်းမေတ္တာများပို့တာပေးလိုက်ပါတယ်ရှင်ကျမထံမှာဗေဒင်မင်းမြန်းခြင်းနဲ့ဆိုရင်တော့ကျမရဲ့ဗိုင်ဘာဖုန်းနံပါတ်ဖြစ်တဲ့399428ကို399565ဆိုတဲ့ဖုန်းနံပါတ်လေးကိုမင်းမြန်းရေးသားပေးပို့နိုင်ပါတယ်ရှင်ဉာဏ်ပူဇော်ပညာပူဇော်ကတော့1000ကျပ်ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးတွေဟာဆိုလို့ရှိရင်တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကာလဟောစတန်လေးကိုဟောပြောပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေဒီတပတ်တာကာလမှာစီးပွားရေးအဆင်ပြေလို့စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်တဦးကောင်းတယောက်ကောင်းကြံ့စီအားထုတ်တာတဲ့လူများနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့အောင်မြင်ဖြစ်ထွန်းတတ်ပါတယ်ခရီးနဲ့ပတ်သက်ပြီးတော့လေကောင်းတဲ့ခရီးပျော်ပွဲစားခရီးအလဲပတ်ခရီးတွေတွားရတတ်ပါတယ်ရက်ဝေးကစိတ်ချမ်းသာစရာတရင်စကားကြားရတတ်ပါတယ်လုပ်ငန်းတိုးချက်လုပ်ကင်ခြင်းနယ်မြေတစ်နှင့်စီးပွားတစ်ဖြစ်ထွန်းခြင်းတွေလည်းဖြစ်တတ်ပါတယ်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေအောင်မြင်မှုရတော့အချိန်ဖြစ်ပါတယ်အတ္တမကြီးပါနဲ့တကူကောင်းမဆန်ပါနဲ့ဒါဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဆွေမျိုးနဲ့ပတ်သက်ပြီးတော့လည်းအမတန်အကူအညီရမယ့်ကာလဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေရဲ့ကူညီပံ့ပိုးမှုတွေရတတ်ပါတယ်လူမှုရေးကံမှာဆိုရင်တော့လူကြည့်လူခင်များချင်းပေါင်းတဲ့ဆက်ဆံရေးအဆင်ပြေခြင်းတွေကြုံရတတ်ပါတယ်ဘာလုံးလုံးလူများလေးစားခြင်းခံရတတ်ပါတယ်။ဘာလုံးလုံးမျက်နှာပွင့်လန်းတဲ့အချိန်ကာလပဲဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းအကူအညီကောင်းတွေရတတ်ပါတယ်။မိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေလုပ်တဲ့မလုပ်တဲ့တွေ့ခွေမနေနဲ့မနေဘဲနဲ့လောက်ကင်တဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ပညာရေးကိစ္စတွေမှာဆိုရင်တော့မိမိရဲ့ပညာရေးကိစ္စမှာဆိုရင်တော့မိမိရနေပြီးတော့ကြာခင်ရသူတွေနဲ့အတူတူသင်တန်းတွေတက်ရတတ်ပါတယ်။ငရွယ်သူတွေမှာဆိုရင်လည်းချစ်သူခင်သူများဝိုင်းဝိုင်းလည်နေတတ်ပါတယ်။အိမ်အောင်ရှင်အမျိုးသားအမျိုးသမီးတွေဟာအိမ်အောင်ရှိလျက်နဲ့လည်းစမ်းပွင့်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်။အားလုံးကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့မိမိတို့ရဲ့စီးပွားရေးလူမှုရေးတွေမှာအများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအများရဲ့ကူညီခြင်းကိုလက်ခံခြင်းစတဲ့အောင်မြင်မှုတွေရတတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ပြီးတော့လက်မောင်းနာတာလက်မောင်းကိုက်တာခြေထောက်နာတာတွေဖြစ်တတ်ပါတယ်။ကံကောင်းစေတဲ့အရာမှာဆိုရင်တော့အဖြူရောင်နဲ့အပြာရောင်အနီရောင်တို့ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေလုပ်ငန်းဆောင်တာတွေအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေဆောင်ရွက်မယ်ဆိုရင်ဒီရောင်လေးတွေကိုဆောင်သွားတင်ပါတယ်။အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍမှာဆိုရင်တော့1အစ5အစုံ2အစ4စုံကဏ္ဍတွေဖြစ်ပြီးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပန်းသီးကတ်လူပူဇော်လိုက်ပါပန်းသီးကတ်လူပူဇော်ပြီးဆုတောင်းလိုက်မယ်ဆိုရင်ကံကြမ္မာအစိုးညံ့နေပြပြပြီးကောင်းကျိုးလိုရာဆန္ဒတွေရရှိလာစေမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်